ရောက်စီတိုင်းပေါ်မှာဟာလေလုယာအာမင်ရှင်းစွာဖျားရှင်ရဲ့ဂျေဇုတော်ထူးပဲချီးမွမ်းပါတယ်လို့ဖျားရှင်နာမသားရဲ့ဘုန်းကြီးပါစေကျွန်တော်ကတော့ချင်းလူမျိုးတော့ဖြစ်တယ်ဒါပေမဲ့ချင်းစကားမတတ်ချင်းစကားနဲ့အားရပါရတော့ဝင်ငါကြည့်ပါလေလို့ဒါပေမဲ့ဘုရားခင်ကကျွန်တော်ကိုရွေးကောက်တဲ့ပုံစံတစ်မျိုးဖြစ်ဆိုတော့နော်ဒီမှာလေအခြားဒီပုံမောင်မကြီးလည်းတိုင်းသားတွေလည်းပါမှာပါဆိုတော့ဗမာစကားပဲပို့ပြီးတော့နော်စင်ပြေနေထင်ပါတယ်ဆိုတော့ကျေးဇူးတင်တယ်ဒီနေရာမှာပါဝင်ခွင့်ရတာပေါ့နော်ကဲဖျားရှင်ရဲ့ကျေးဇူးတော်ကိုကျွန်တော်ချီးမွမ်းပါတယ်ကျွန်တော်နာမည်ကတော့ညီညီအောင်လို့ခေါ်တယ်ကျွန်တော်အမျိုးတွေကတော့ကျွန်တော်ကိုတွေ့တဲ့အခါမှာတော့ချင်းပြတ်ပြောကြတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကရှမ်းပြည်မွေးတယ်ဗမာပြည်မှာကြီးတယ်ဆယ်နှစ်မှာကျွန်တော်ကဗုဒ္ဓဘာသာဖြစ်သွားတယ်ကျွန်တော်တို့ကမီယိုဖလာခရစ်ခရစ်စမတ်ရောက်ရင်ပြောရဲကျန်တဲ့ဆန်ဒေးနေ့ဆိုရင်တော့ဘုရားကျောင်းမတက်ချင်ဘူးဘုရားကျောင်းထဲဝင်သွားရင်လည်း15နှစ်ဆိုကျွန်တော်အိပ်ပျော်သွားတယ်ကျွန်တော်အဲ့လိုမျိုးပေါ့နော်ခွန်ကတော့ရလားမရလားတော့မသိဘူးကာယခွန်ကတော့ရတယ်အဲ့လိုအတင်းတော်မှာကျွန်တော်ကြီးလာတာပါဆိုတော့ဒီမှာတော့အဲ့လိုမဟုတ်ပါဘူးနော်သိပါတယ်ဒီမှာတော့တကယ်နော်မျက်နှာလေးကြီးတဲ့အခါမှာတကယ်တက်ကြွကြွနဲ့တကယ်စာလောင်နေတဲ့မျက်နှာကိုတွေ့ရတာကဲပဲဖျားရှင်ကြီးဆိုတော့ချီးမွမ်းပါတယ်လို့ဆိုတော့နှုတ်ကပတ်တော်မွေငါခင်မှာပေါ့နော်ကျွန်တော်နည်းနည်းတက်တည်ခံခြင်းနဲ့ဆိုတော့ဆရာတို့ကလည်းတောင်းဆိုရပေါ့နော်ဆိုတော့ကျွန်တော်ကခရိယန်ကနေကျွန်တော်ကခရိယန်ကနေဗုဒ္ဓဘာသာဖြစ်သွားတယ်အဲ့ကနေပြီးမှတည်ခြင်းတရားကိုတွေ့တဲ့အခါမှာကျွန်တော်ကဖျားရဲ့နော်ရေကောက်ခြင်းကြောင့်ပေါ့နော်ကျွန်တော်တည်ခြင်းတရားနဲ့တွေ့ပြီးတော့စိတ်ခေါ်မှုရတဲ့အခါမှာကျွန်တော်ကပြန်ပြီးတော့ကြည်ခြင်းရတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဒီဥပလာခရိယန်ဒီကတတ်ထဲမှာကျွန်တော်ဘေးဘက်ညာကြည့်ရင်လည်းခရိယန်ဆိုတာကျွန်တော်တို့ပဲရှိတယ်လေဆိုတော့ရှားပါပစ္စည်းပေါ့နော်အဲ့လိုမျိုးပေါ့ခရိယန်ဆိုတာတတ်ထဲမှာအဲ့လိုထဲမှာကျွန်တော်ကြီးလာပါတယ်ကျွန်တော်ခရစ်စမတ်ရောက်ပြီးပြောတယ်ကျန်တဲ့နေ့ဆိုရင်တော့ကျွန်တော်မပြောဘူးအဖေကိုကြောက်လို့အမေကိုကြောက်လို့ကျွန်တော်က Sunday School တွေမှာသွားတယ်ဘုရားကျောင်းလေးလိုက်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့ကမြို့ပြခရိယန်ထဲမှာကြီးလာတဲ့အခါမှာအဖေကလည်းအတောက်စားတွေရှိတယ်အဲ့လိုမျိုးပေါ့ဆိုတော့ဘုရားနဲ့တေချာမသွားဘူးပေါ့နော်မြို့ပြလာတယ်ပဲသွားတဲ့အခါမှာမိသားစုထဲမှာငြိမ်သက်ခြင်းမရှိဘူးဘေးကမယုံကြည်သူတွေကြည့်တဲ့အခါမှာဥပ္ပိုလ်ယူတီလာဆောင်သူကတကယ်ငြိမ်သက်တယ်သူတို့ကြည့်တဲ့အခါမှာတော့ငြိမ်သက်ဒီမှာရှိတဲ့ဘုရားသားသမီးတို့ပြောတဲ့လူတွေကဝုန်းတိုင်းဆန်တယ်ဆိုတော့ကျွန်တော်ကဘာလို့ဆန်ကနာယူမှမသိဘူးဘာလို့ဆန်ထားမှလည်းမသိဘူးအဲ့လိုနဲ့ကျွန်တော်က7နှစ်73နှစ်မှာကျတော့ကျွန်တော်တော်တော်စိတ်ပြတ်သွားတယ်ဘယ်လောက်ဒီစိတ်ပြတ်သွားလဲဆိုကြောင်းရောက်ရင်ခရိယန်လို့တော့မပြောရင်ရှက်တယ်အဲ့လိုမျိုးအဲ့ကနေနောက်ဆုံးကျတော့အဖေနဲ့အမေကလည်းအဲ့လိုပေါ့လေသရဂလန်တန်တန်ကြီးဖြစ်ကုန်တာပေါ့ဖြစ်ကုန်တဲ့အခါမှာကျွန်တော်တို့ကလည်း14နှစ်လောက်လည်းရောက်တော့နောက်ဆုံးကျွန်တော်လည်းအိမ်ကနေထွက်ပြေးသွားတယ်ဆိုတော့အဖေနဲ့အမေကလည်းသရဂလန်တန်တန်ဆိုတော့ကျွန်တော်ကအဲ့မှာဟာသွားတယ်မြစ်တာမှတ်အဲ့တော့တကယ်ကြီးနေနဲ့ကျွန်တော်ကအမြဲတမ်းကြောင်းမှနေကစားကွင်းမှနေအိမ်ပြန်လာရင်လည်းညဆိုအဖေကအဲ့လိုတောင်းချမ်းဟာကျွန်တော်တို့ကအိမ်ပြန်လာတော့တိတ်မပြန်ချင်တကယ်ချင်းနေဆိုရမ်းပြောတယ်အဲ့လိုမျိုးပေါ့တကယ်ချင်းဆိုရမ်းခုံနေနောက်ဆုံးကျတော့14နှစ်လောက်လည်းရောက်တော့အိမ်ကထွက်ပြေးတာကျောင်းကလည်းတဝက်တပြည့်တယ်ပေါ့နော်ဆိုတော့အဲ့ဒီချိန်မှာကျွန်တော်ကတကယ်ချင်းနေနေတဲ့ခါမှာအားလုံးသိတဲ့အတိုင်းပေါ့လေသူတို့ကမယုံကြည်သူတွေဆိုတော့ကျွန်တော်လည်းနောက်ဆုံးဗုဒ္ဓဘာသာလုံးကိုဖြစ်သွားတော့တာအဲ့လိုမျိုးကျွန်တော်ဘယ်လောက်ထိဖြစ်သွားလဲဆိုရင်ကျွန်တော်ဘဝမှာခံချက်3ခုရှိပါတယ်နံပါတ်1ကတော့ဖုံးဖြစ်ပေါ့နော်မဖြစ်ရင်တထေးဖြစ်တထေးမဖြစ်ရင်စစ်ဘိုလ်ဖြစ်လောကမှာအဲ့3ခုကလွယ်လို့ကျန်တာမကောင်းအဲ့3ခုဖြစ်ရင်တော့လူဖြစ်အကျိုးနဲ့ကျ
ကျန်တာတော့လူဖြစ်အကျိုးမနဲ့ဘူးလို့တော့ကျွန်တော်အဲ့လိုတွေးတာအဲ့လိုမျိုးပေါ့နော်ကျွန်တော်ကဆိုတော့ဘုန်းကြီးအောင်ရိုးရိုးမဟုတ်ဇန်နဲ့သွားတဲ့ဘုန်းကြီးကျွန်တော်အဲ့လိုယူတာအဲ့လိုမျိုးလုံးဝတက်ဝင်ယုံကြည်တယ်ယေရှုကလွယ်နော်အဲ့တော့ကျွန်တော်ကဘယ်လောက်ထိဆိုးလဲဆိုရင်ဟိုခလုံးတိုက်လို့ဘူးကွေးတောင်မှအိမ်အခမ်းမှာသူ့အတူနေတဲ့ယေရှုကိုတော့လည်းမျိုးထိုးဆဲတယ်အဲ့လိုမျိုးဘယ်မှာလဲကတိရှင်ငါဘူးကွေးပြီးဒီမှာငေါ့လို့ပေးနားတယ်ယေရှုကတိရှင်ဆိုအဲ့လိုမျိုးကျွန်တော်ကအဲ့လိုကိုရိုက်အဲ့လိုမျိုးဆိုတော့ကျွန်တော်ကလောကမှာဖခင်အားလုံးကောင်းတယ်ဘာသာတရားအားလုံးကောင်းတယ်နတ်တွေအားလုံးကောင်းတယ်ယေရှုကလွယ်ကျွန်တော်အားလုံးယုံတယ်ကိုလည်းယုံကြည်တယ်စီကတ်နောက်ဆုံးတော့ကျွန်တော်ယုံကြည်ဆုံးကတော့တက်ဝင်ယုံကြည်မှုပေါ့နော်ကျွန်တော်ရှိဆုံးကတော့ဗုဒ္ဓဘာသာဖြစ်တယ်ကျွန်တော်ရွှေကြော်တွေမှာလည်းလုပ်တယ်ဆိုတော့နေပြည်တော်ဆိုတာကတော့ကျွန်တော်စီးကုခဲ့တာပေါ့ကျွန်တော်ဆရာနဲ့စီးကုခဲ့ရီမန်းနေပါလေပေါ့နော်တေဝဝင်တွေပါထွက်ကျွန်တော်ရွာထဲဝင်တော့မယ်ဆိုခြေဖျားနဲ့မြေကြီးနဲ့မထိတော့ဘာကြောင့်လဲရွာသားတွေကကျွန်တော်တို့ကြိုဆိုကြတာကမရာကြီးဦးသိန်းစိန်တော့ရှုံးတယ်ဆိုတော့ရီမန်းနဲ့ကုတယ်ဆိုတော့တော့ပြတ်တာဟုတ်ဆွမ်းတဲ့ခါကျတော့ကျွန်တော်တို့ရွာသားတွေအများလက်ခံအဲ့နာနော်တောင်ပေါ်ကရင်နဲ့စားရွာတွေဒီဘက်ကရေစင်းတက်ကိုဟိုဘက်ကိုရွာတွေပေါ့နော်ကျွန်တော်အဲ့လိုမျိုးကျွန်တော်အဲ့လိုမျိုးဒါ88ခုနှစ်ရေးခဲ့တော့ဖြစ်သေးပေါ့နော်အဲ့လိုဆိုတော့အဲ့လိုမျိုးပါဆိုတော့ကျွန်တော်တကယ်ပဲအဲ့လိုမျိုးဘယ်လိုခေါ်လဲဘာသာတရားတွေမှာပေါ့နော်တကယ်လိုက်စားခဲ့တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကမိသားစုမှာလည်းချစ်ချင်းနဲ့တာမတွေ့အောင်မိသားစုမှာလည်းဘယ်လိုခေါ်မလဲအဲ့လိုမျိုးပေါ့နော်နေတချင်းရှိမှုဆိုတဲ့အခါကျတော့ကျွန်တော်ဘာသာတရားကိုနောက်ဆုံးဖောက်ပေါက်နေတချင်းရှိတဲ့ဘာသာတရားကိုကျွန်တော်ဖောက်ပေါက်နေတယ်ကျွန်တော်ကလိုက်စားမိတာပေါ့နော်ပြီးရင်လည်းပေါင်းတဲ့တငယ်ချင်းတွေကလည်းဗုဒ္ဓဘာသာဘက်ဂရောင်းကိုဖြစ်တဲ့အခါမှာနောက်ဆုံးအဲ့ဒီပုံမှာပဲကျွန်တော်ကအားတန်သွားတယ်ဘယ်လောက်ထိဖြစ်လဲဆိုရင်အဲ့လိုနဲ့ကျွန်တော်ဘဝမှာနေငယ်ရွယ်နဲ့တည်ရမယ်လို့လည်းအားလုံးစဉ်းစားကြတယ်။ဟုတ်ပါနေဖေ။ဒါပေမဲ့အသက်20နှစ်နဲ့1990ခုနှစ်လပိုင်းထိုင်းနိုင်ငံနေစားတကယ်ချင်းနဲ့အတူတူစီးပွားရှာနေသွားတယ်လာတယ်အဲ့ဒီချိန်မှာကျွန်တော်တည်ခြင်းတရားဆိုတာကျွန်တော်ငယ်လေးကလေးကအဲ့ဒီချိန်ကြီးစဉ်းစားတာကျွန်တော်ဘယ်တော့မှငယ်ရွယ်နဲ့သူများတို့မတည်ဘူးကျွန်တော်ယုံကြည်တယ်။ဒါပေမဲ့1990ခုနှစ်လပိုင်းရက်တော့ကျွန်တော်မမှန်ပြီးတော့ကြောက်လို့ည9နာရီလောက်ဓမြတိုက်ခံရတယ်။တငယ်ချင်းတွေမျက်စိရှိမှတက်ခံရတယ်။မကြခင်ကျွန်တော်လည်းရောက်တော့မယ်။ကျွန်တော်ကဖီးမှုတော်ထောင်ပြီးရေကြီးနဲ့မျက်နှာနဲ့ထည့်ထိုးနေတယ်။အသက်ရှူလားမရှူလားတော့မသိတော့ကြောက်လုံးလို့ရှူလိုက်တိုင်းမှာဘာအနှံ့ရလဲဆိုသွေးညီနှံ့နဲ့ရမ်းနှံ့နေရတယ်။အဲ့တော့ကျွန်တော်ကကိုးကွယ်တဲ့ဖရားတွေကလည်းများကိုးကွယ်တဲ့နတ်တွေကလည်းများတော့တကယ်ဒုက္ခရောက်တော့ဘယ်ဖရားတာမှမသိဘူး။မြောက်ခိုင်းလို့ဖြစ်သွားတယ်ဘယ်ခိုင်းဆွဲရမှာမသိဘူးဖေးရများတော့အဲ့တော့ခေါ်လိုက်တဲ့အဖေကလည်းမှန်ရင်တော်သေးတယ်မှားရင်လည်းတန်းဆင်းမှာပြီးတယ်ဒီထဲမှာပြီးအဲ့တော့ကျွန်တော်ခိုင်ရတာပါကောင်းတာလို့ကောင်းနေတယ်ရောက်မယ်ဘာသာတရားအားလုံးကောင်းကျွန်တော်တို့ယုံကြည်ခဲ့တာအတန်းလိုက်ကျွန်တော်ကောင်းအောင်ကြိုးစားတယ်လူတွေတန်းတယ်မတူနိုင်တော့အားပေးတယ်ကျင့်နိုင်ကိုယ်တိုင်ကျင့်တယ်မကျင့်နိုင်ကျင့်နိုင်တဲ့ကိုပါပြီးဖြစ်ခဲ့တယ်ဘာသာတရားတွေမှာယူထုတ်ခဲ့တယ်ကိုယ်ဆက်ပုံလုပ်တယ်ယေရှုကလွယ်အဲ့လိုဆိုတော့တကယ်တည်ခြင်းတရားနဲ့တွေ့တဲ့ခါကျတော့ကျွန်တော်ထဲမှာမေးခွန်းတစ်ခုဝင်လာကောင်းတာလုပ်ရင်ကောင်းတဲ့နေရာရောက်မယ်ဆိုရင်တော့လာမဲ့ဘေးပြေးတွေ့လိုက်ရုံပေါ့ဒါပေမဲ့ကျွန်တော်မရင်ဆိုင်ဘူးဒီထဲမှာကျွန်တော်ကငရဲမရောက်သေးဒီထဲမှာငရဲဖြစ်နေဟာနေဘလောက်ဆူနေငြိမ်သက်ခြင်းရှိလူကငရဲမရောက်သေးဒီထဲမှာငရဲဖြစ်နေကျွန်တော်သိသွားကျွန်တော်ကိုယ်ဝယ်တဲ့အရာအားလုံးကတော့ကျွန်တော်ကိုအာမခံချက်မပေးနိုင်ဘူးဆိုတော့ကျွန်တော်အတွင်းစိတ်ဝိညာဉ်ထဲမှာကောင်းကောင်းသိသွားတာအဲ့တော့ကျွန်တော်ထဲမှာအလင်းတစ်ခုဝင်လာတယ်ကျွန်တော်အတွေ့ထဲမှာကျွန်တော်နောက်ဆုံးစဉ်းစားဖို့အချိန်မရှိတော့စက္ကန့်ပိုင်းမိနစ်ပိုင်းမှာကျွန်တော်အလဲရောက်တော့မယ်တင်ရတော့မယ်အဲ့ဒီခါမှာကျွန်တော်ဘာတာထာဝရဘုရားတော်ရှိပါလေ
ဒီကဘာမီလောကကြီးမှာဖျားတွေအများကြီးပဲအဲ့ဒီဖျားတွေအများကြီးထဲမှာထာဝရဘုရားဆိုတော့ရှိပါပဲဒါပေမဲ့ကျွန်တော်ဘယ်ဖျားမှမသိအဲ့ဒီခါမှာကျွန်တော်ထာဝရဘုရားကဲပါကျွန်တော်ကြောက်တယ်ကျွန်တော်မသိပြရစီနဲ့ကျွန်တော်ကြောက်တယ်ကျွန်တော်ကဲပါထာဝရဘုရားကိုတိမှသိပြရစီကျွန်တော်ကဲကျွန်တော်လည်းသတိတွေလက်သွားကြောက်တော့ရှော့ဖြစ်တာချော့ဖြစ်သွားနေ့ရက်လောက်ကြောင်အောင်ဖြစ်ပြန်သတိရတော့လည်းနေ့ရက်ကြောင်အောင်ဖြစ်အလောင်းဝင်ပြီးကြောင်အောင်ဖြစ်နေတာဓမြကလည်းကျွန်တော်ဖီမှုတော်ထောင်နေတယ်ဆိုတော့ကျွန်တော်တိတ်မုတ်ပုံများထင်သွားလားမသိညာမို့ည9 နာရီဆိုတော့တိတ်မုတ်ပုံနဲ့ကြောက်တုံးနဲ့ညာမားသွားလားမသိဘုရားလည်းလှုပ်ပေးလိုက်တယ်တကယ်တော့လုံးဝမားစရာအကြောင်းမရှိဒါပေမဲ့ကျွန်တော်တလိုက်တဲ့ဘုရားကမှန်သွားဒါပေမဲ့ဘယ်ဘုရားမှကျွန်တော်မသိဘူးဒါနဲ့ကျွန်တော်1990ခုနှစ်လပိုင်းမှာအဲ့လိုဖြစ်ပြီးတော့ကျွန်တော်တတိပြန်လဲလာတဲ့2 ရက်မြောက်3 ရက်မြောက်လောက်မှာကျွန်တော်ဘဝမှာကျွန်တော်လိုချင်ဆုံးတာအပြောင်းပြန်ဖြစ်သွားတယ်အရင်တော့ကျွန်တော်ဖုန်းဖြစ်မဖြစ်စစ်ဖို့ဖြစ်တထဲဖြစ်အဲ့ဒီ3 ခုလုံးလည်းမဖြစ်ချင်တော့ကျွန်တော်ပြီးကျင်ဆုံးက2 ခုပဲရှိတော့တယ်ကျွန်တော်သိရင်ပဲသွားမလို့ဘယ်သူကမရေကတည်နိုင်တယ်အဲ့ဒီဖခင်ကဘယ်သူလဲဒါပဲသိချင်လို့တကယ်တည်းမျက်စိနှလုံးပွင့်လာအဲ့ဒါပဲစဉ်းစားတော့ကျွန်တော်အဲ့ဒီအကြောင်းကိုဘယ်သူပြောပြနိုင်တယ်လဲအဲ့ဒါကြောင့်မြန်မာစကားလုံးရှိခလုတ်ထီတော့အမိတာခလုတ်ထီတဲ့ဒဏ်ရာတွေပြဿနာတွေတည်ခြင်းတရားတွေတွေ့မှလူကဖခင်တာတော့တကယ်တော့ဘာလို့တော်များဒီဟုတ်လားနဲ့တွားနေကြတာဒီဟုတ်လားနော်ခရီးရည်လည်းလူပဲအဖေမင်းခရီးရည်ဆိုကိုလည်းခရီးရည်ဟာဆလင်းရောက်နေချင်းခတ်ပလုံးနော်ပလုံးနေချင်းဘယ်ရောပြီးဟလာတင်းတော့စီးဝင်လာကောင်းကင်စီးရင်တော့ဝင်လာတော့မသိဘူးတင်းတော့စီးဝင်လာတော့သိကြတယ်ဟာလေလုယာဆိုတော့တကယ်ကျွန်တော်တို့ပြန်တော့ဘယ်မှာစဉ်းစားမိတာပါနော်ကျွန်တော်လည်းအဲ့လိုပါအတင်းတော်ထဲမှာအဲ့လိုကြီးခဲ့ကျွန်တော်တို့အတင်းတော်ကလေကာရာနီနှစ်ချင်းမင်းတို့ပြူးလေနော်ရောက်ခွင့်တဲ့လူပြီးပါပါကာရာနီနှစ်ချင်းအတင်းသားနော်ကျွန်တော်တို့ကဝင်သွားတဲ့15 မိနစ်ဆိုအိတ်ကျော်သွားခွာရလားမရလားတော့ဒီကာယခွန်တော့ရတာပြီးကြတယ်အဲ့လိုမျိုးဆိုတော့ဒီနေ့ကျွန်တော်ဗာပြောနေတယ်ဆိုတော့ကျွန်တော်အဲ့ဒီအချိန်မှာကျွန်တော်တိတ်သွားတယ်ကျွန်တော်ဘာမှမစော့ကိုင်နေသေးဘူးပဲကျွန်တော်အခုကိုးဝယ်တဲ့အရာတွေကျွန်တော်လိုက်စားတဲ့အရာတွေကအပေါ်ရနှမ်းဖြူဘာသာတရားပဲဆိုတော့တိတ်သွားဘာကြောင့်လဲကောင်းတာလုပ်ရင်ကောင်းတဲ့နေရာရောက်မယ်ဆိုရင်ကျွန်တော်တော့ကောင်းတာအတတ်နိုင်ဆုံးလုပ်တယ်ကြိုးစားတယ်နေတယ်ကြင်ကြံတယ်ကျွန်တော်ကောင်းတာလုပ်ရင်ကောင်းတဲ့နေရာရောက်မယ်ဆိုရင်တော့လာမဲ့ဘေးကြီးတွေးလိုက်ရုံပေါ့တေးချင်းပြဘာကြောက်စရာလို့လဲဟုတ်တယ်မလားအိုးပျော်ကြီးတော့ခံလိုက်ရုံပဲဒါပေမဲ့ကျွန်တော်ကမရင်ဆိုင်ရင်အဲ့ဒီခါမှာကျွန်တော်ကောင်းပြန်ကြည့်တော့အဲ့တော့ရင်းနေတဲ့သူကမျက်ပင်လေးတစ်ပင်ပဲဆွဲရကောက်ရိုးမျက်လေးတစ်ပင်ပဲလှမ်းရရင်းနေပူလာမှုဒီထဲမှာနော်ကျွန်တော်ငငယ်တော့ရင်းနေပူတယ်မိရပြာကိုပတ်ဆွဲနော်အဲ့ဒါကြောင့်ရင်းနေတဲ့သူသွားကဲအဲ့ဒီကဲတဲ့လူကထပ်တည်တာဘာလို့တော့မလွတ်တော့ချုပ်တာဆရာဟိုကြောက်ကံပြီးတော့ဖက်တာဆိုလာကဲတဲ့လူကဟိုကူးလို့မရသူ့ဘာတစ်ခါလဲမြစ်တယ်အဲ့လိုမျိုးပေါ့နော်တချို့တွေပါဆိုနာမှုပဲဖြတ်ရိုက်ကြတယ်။အော်မိအမအဲ့လိုပေါ့ဟိုဘလောက်တည်ခြင်းတရားကိုဘလောက်လူကကြောက်စရာကောင်းနေဆိုနော်ဟိုပေဘူးဆရာတော်ကြီးပြောတာပေါ့နော်တခါတော့တည်ဘူးကြည့်ပါနော်အဲကျွန်တော်တို့လည်းတည်ကြည့်မှရဟိုတစ်ခါဟိုဘာကြောင့်ဆိုခလုတ်ထိမှမိတာဟိုတစ်ခါလေးဟိုဒုက္ခရောက်ပါစေလို့တော့ပြောတာပေါ့တကယ်တော့လူတိုင်းကလေဒုက္ခရောက်မှတကယ်ဖျားရှာတာနော်။နှမို့ရင်စင်ကြီးနေလူကလေအေးစစ်စစ်ပဲတဲ့တိတ်ဖျားကိုမစားငတ်ဘူးကြ။အေးစစ်စစ်ပဲနော်။ဒါအဲ့လိုမျိုးဆိုတကယ်ဒုက္ခရောက်မှလူကဖျားကိုရှာတယ်ဆိုတာကျွန်တော်သိသွားတယ်။ဆိုတော့ဒီနေ့ကျွန်တော်ဗာပြောချင်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့လည်းမျိုးကခရီးယာန်မှာကြီးခဲ့ပါတယ်နော်။ဒါကြောင့်ဒီမှာရှိတဲ့ညီကိုမောင်နှမတို့ချုပ်လေနော်ကိုယ့်တက်တာကိုစမ်းစစ်ပါ။တကယ်စိတ်ချမှုရှိလား။ခေါင်းနဲ့တီးတဲ့ခရိယန်စာနဲ့တီးတဲ့ခရိယန်မိယိုးဖရာကြောင့်ဖြစ်တဲ့ခရိယန်ဘာသာဝင်ခရိယန်အားလုံးကမရဲသွားရမယ်ကျွန်တော်ပြောလိုက်မယ်
피하다 비워라. 바닥에 요마시 꼬마 봐도 크리스도의 위임을 미하고 크리스도의 메시아. 대노 그만 니네세 니 동세 뜻사 시신네 아니 대노와 슈로와 가다니데 수차 요마시 꼬네 체가이노 크리스도의 위임을 미하고 크리스도의 메시아. 저희가 알아듣다. 이래노. 저는 소리는 저희가 로원으로 나라 지가. और खाजा साचा खाने वाले साचा और इधर खाने ता लीजिए इनोगे ले जोशी पीरा जोइन का अभी मेरे यार साचा जब बैठे हैं तो जोइन का यहाँ तो बहुत जा तो ये ना यहाँ वो यार आए जोइन का वो ना भी यहाँ माशी है तो ना बाहर ले लेंगे ना जोइन सी चंद्रा में भी तो ना जोइन परीता जोइन यहाँ भी ये निकले तो ना आप भी ले तो ये परीता पा 저 아야 보면 찬성만에 포스 요시 내가 이거 좋아해 막 찬시만에 니가 오늘 요래 잡아 내가 이거 띠려 줘래 무슨 거 이니려 줘래 또 신지네 잡잖아 니가 오늘 나 무슨 신시가 두지 맞고이 들어오는야 배야네 조이야 또 찬성 이거 바보는 니가 빠디라 로가 니가 뭔가는 들어오는야 야무 तेरे चुनाव बातियों चले चौहे को कोआ तीरा थे चौहे का कोती को ये चीज़ हालेलुया तेरे यीशु को कोआ तीरा थे यीशु का कोती था कोआ यीशु को याद थे यीशु का को याद ला था ये चीज़ नो क्रिया बायों वाला क्रिया थी ये लोग प्रो ना प्रो तो लोग ना बिया 요마시 꼬마 뼈 크리스도의 위임을 미하고 크리스도의 메시아 저노하러 뛰자래야 저노하러 크리스도와 저노 야봐라 저노가 크리스도 야라 뭐 크리스도가 저노 야봐라 저노 크리스도 세라 찡세라 크리스도 뭐 저노 알로요 저노의 보루로래 저노래 크리스도 양봉 크리스도 양웨이파나 लोग चुनाव तो चुनी चुनाव बात हो गया चुनाव लोग भी हमें लोग क्यों ना हो पाओ धीरे चुनाव ले वही नहीं है क्यों क्या करते नो धीरे क्रिस्टोआ को याद किया को आवे याद आना किसी ने नो क्रिस्टोआ को याद पूरी दी जाए आमेन आमेन ओके चुनाव प्यार ले पिलो ठाऊंगा को से सटला है ना इन भी प्यार चाहा चलो बलू चाले सो चलो इवन दिलियो लोआ नाम खाऊंगे चलो ला पाने प्याले तो सब पोंते दिए प्याले चलो डोरेगा क्लीनियो पीने मनी जा उलिया चलो ये लिखले चलो बुद्धा बाधा है मां चीला दीवार ये होंडाई सुरे तना स्वे धा स्वे सुरे बिता सुरे मां चीला अभी हम मूवी सुन पाऊंगे चलो तो खाना खाने या वाला चाव और तो यहाँ से तो क्या नाम है ताचाई खान वो मज़ा खाना चलो थोड़ी है मेरे थोड़ी है अरे यहाँ या वाला चाव अरे क्रिसमस होने अरे वो है विवो वो या प्लेन थो चट्टी वाली के और चिली सो अदर ना खाले भाने तारामा लेमती क्रिसमस सुरा भामाले नाम ले वो यूयू बाती कुलो है जनो टेना वो क्रिसमस में यानी भी जनो नहीं है अलारी में नहीं लाना जनो नहीं है रो क्रिसमस जनो बलूलो मयों में नहीं रोम है टीमती में बलूलो नहीं रोम अलारी जनो तली जनो अलू में यौन चाचा तीन बेसवाम ले बदुआ प्यार ले बदुआ में अकेले के प्यार शीले और लुआ चिया में लुआ में चिले में चिना और चिना इमा याव में सुनो आलू बलूलो याव लो माने आलू सिक्का दिया ले जा दिले जबे ले ले फिर रिचे मां जोपे रिचे मां चलो क्लीनिंग याव बारे चलो ढोने तो ये चलो क्या चमा हो तैयार नहीं है तैयारी का नहीं है नहीं रो क्रिया है बलू क्रिया बलू को है यीशु आ बलू यीशु आलू निका को है यीशु ने तुला चलो ने सिंजाला
ဘာလို့သူတို့ကမနေ့ဆိုဖျားရှိခိုးညဆိုဖျားရှိခိုးရက်တော့လည်းမတွေ့ဆက်လက်တော့လည်းမတွေ့ဘူးဆဲတာလည်းမတွေ့ဘူးထုတ်ကင်တာဓာတ်ကင်တာလည်းမတွေ့ဘူးဆိုငြိမ်တယ်3 ရက်လောက်ကြာတော့ဒါနိဗ္ဗာန်ဘုံတော့မဟုတ်ပါဘူးနော်စိတ်ထဲမှာမိဘတွေကဖြစ်လာအဒီခရိယာတွေငါမြင်ဘူးခရိယာတွေလည်းမတူပါလားအမလီညစ်တက်လိုက်တာဟောငါဒီနေရာရောက်လာတာနိဗ္ဗာန်ရောက်လာတာဒီမှာရစိတ်ဝင်စားကျွန်တော်ဘာမှခရိယာစိတ်ဝင်စားရောက်တော့စဉ်းစားခရိယာအမှုတော်ဆောင်လည်းကျွန်တော်မိဘမှမပြောနဲ့ငါသာမကြည့်လိုက်ဆယ်ရအောင်ကြိုးစားပြီးငါလေးကျန်းစာကြောင့်ပို့မယ်လို့ရောက်တော့ခုတော့မကြောက်ခဲ့ဘူးအမှုတော်ဆောင်ဆိုရင်ကျွန်တော်မိအဖေကဘာပြောလဲမပြင်းနေအဲ့လိုပြောတာအမှုတော်ဆောင်အမှုတော်ဆောင်ရင်မပြင်းနေဟာဟုတ်လားကိုကခရိယာတော့စိတ်ပြက်နေတယ်တွားလို့ဖတ်ပြောတော့အချောမှာဟိုအစင်းမှာစီထည့်ပေးလိုက်ကြလို့ပဲပို့ဆိုးတာပေါ့အဲ့တော့ကျွန်တော်အမှုတော်ဆောင်ရင်ငါပြင်းနေပဲမြင်နေအမှုတော်ဆောင်ရင်မကြည့်တော့အထင်ကြီးဟုတ်တယ်လေကျွန်တော်လည်းခုလိုပေါ့လေကရိုးလေးနဲ့လွယ်ကလေးနဲ့တစ်ခါကျဖနကတော့ကမိကြီးကပါလိုက်သေးတယ်လွယ်ကလေးကပေါက်လေးနဲ့ဆိုအမှုတော်ဆောင်လို့လားမလေးတော့ရောက်တော့စဉ်းစားကျွန်တော်ကရောက်တော့နည်းနည်းတော့မစဉ်းစားဘူးတော့ဆောင်အဲ့လိုကျွန်တော်ကအဲ့လိုကြားထဲမှာကြီးလာအဲ့တော့ကျွန်တော်ကအတော်နဲ့တွေ့တော့ဒီခရိယာကဘယ်လိုခရိယာငါတို့ငယ်တော့ပိုးဝယ်တဲ့ယေရှုနဲ့သူတို့ပိုးဝယ်တဲ့ယေရှုကဘယ်လိုကွာလဲကျွန်တော်ယေရှုတော်နှစ်ယောက်လို့ထင်တယ်ယေရှုတော်နှစ်ယောက်လို့ထင်သွားတယ်ဘာလို့ဟိုခြားခြားချက်တိုင်းမှာတွားမြင်တာလေဟိုငယ်လေးကတတ်မှဝေတတ်မှကြီးဗုဒ္ဓဘာသာထဲမှာလို့ဆိုတော့အဲ့ဒီမှာကျွန်တော်အတော်နဲ့ပြန်တွေ့ခါအတော်ဆိုတာလည်းငယ်တုန်းကလည်းမမြင်ဘူးအခုကြီးမှမြင်ဘူးလားအဲ့ဒါတော့နှစ်ထပ်တင်ပေါ်ဟိုခန်းကြီးပေါ်ကနေဆင်းတော့ဖဲရရင်နဲ့အမျိုးတယောက်ကအဖေးမျက်နှာနဲ့တွေ့ဆိုလာမိတ်ဆက်လို့အဲ့ဒါလေသူကကျွန်တော်လမ်းညွှန်လိုက်တာဖျားတကယ်လုပ်တဲ့အတော်စီသူကလိပ်စာပေးလိုက်တယ်ကျွန်တော်မသိဘူးကျွန်တော်အကောင်းညွှန်ပြီးတယ်မှန်ကျွန်တော်အဲ့နှစ်ထပ်တင်ပေါ်ဖဲရိုက်တာရိုက်တော့ဆလေးတော့ပါလာတဲ့ပစ္စည်းကုန်ပြောင်းအဲ့ဒီတော့ကျွန်တော်ရှိသေးတာကိုလည်းပပဟိုကနေလာတော့လေအဲ့ဒါလေးကိုကျွန်တော်ကနည်းနည်းအားထားသေးတာဒါလေးနဲ့ငါရင်းနှီးတော့ဟိုထဲထဲမှာတော့ကျိုးပဲ့နေဒါပေမဲ့ရင်းနှီးလေးကရှိတော့လည်းငါဆိုတာလည်းရှိသေးတယ်ဖះကိုပုတ်ထုတ်လိုက်တာပစိုးတစ်ခဲနဲ့ကိုယ်ပြီးတော့ကလေးမျိုးရောက်သွားကားကတော့မရှိဘူးကားကိုစီးရတယ်အဲ့တော့စစ်သားငါအရေးကြီးတဲ့ရှိတော့ငါစရေးစကြီးလို့ရအောင်ဆယ်ရမ်းလည်းမအောင်ဟာဒုက္ခကူလီထိုင်းအောင်လည်းငါရုပ်ကငါဖျားရောဟာဒုက္ခပဲတောင်းစားလို့ရအောင်လည်းအောင်ရှက်လိုက်တာဘယ်လိုလုပ်လဲအဲ့မှာလုံးဝဖျားချိုးဖဲ့ကျွန်တော်ချိုးဖဲ့နေတာဘာလို့ကျွန်တော်အရင်လေးရှိတော့ဖက်ကမော်ကနေဆင်းခန်းဒီမော်ကနေဆင်းလာတော့လေချင်းကိုခန်းဒီကနေဆင်းလာနှစ်ထပ်တင်မော်မှာရောင်ကြီးဖဲသွားရိုက်ပြီးတာအကုန်ပြအကုန်ပါတော့ပစိုးချိုးဒီကလေးမျိုးရောက်တော့အရှိမှာတစ်ခါမှလည်းတော့နေဘူးလိပ်စာနဲ့သွားတော့ကတော့နည်းနည်းထွေးထွေးနဲ့ပြူဆိုပါလေအဲ့တော့ကျွန်တော်ကတော့ထင်တာဟိုခရိယန်ဆိုတာအားလုံးအတူတူပဲငါငယ်ကငါမိဘတွေငါတိုင်ဝမ်ငါတွေ့ခဲ့တဲ့ခရိယန်တွေကအတူတူပဲကျွန်တော်တို့ပဲတွေ့တာလည်းခရိယန်ဆိုတော့ထင်ကြည့်ခေါင်းထဲမှာရှိဖို့မရှိတာအခုတော့နည်းနည်းဒုက္ခရလို့ခဏခိုးကပ်လို့အတော်စီမှာလာတာငါဆိုလာမှာမဟုတ်ဘူးမာနလေးရှိတယ်အဲ့လိုတော့ဖះအကုန်မထုတ်လိုက်တော့မတတ်နိုင်တော့ခွတ်ဆွဲအောင်လည်းရှက်စီရအောင်နော်ကူလီထိုင်းအောင်လည်းဒီကဗလန်ကဖះရုပ်အဲ့ဆိုဘလို့မှဖြစ်ဘူးအဲ့တော့နောက်ဆုံးကျတော့ဒေါ်စီမှာပဲလက်နဲ့ချလက်နဲ့သွားချနိုင်ငံသုံးညတစ်ပတ်လောက်ပေါ့နော်အဲ့ဒီကတော့ဖြစ်ချင်တော့ဘယ်ဟုတ်လဲဟာဒီခရိယန်ဘာခရိယန်လဲငါငယ်ရင်ဘူးခရိယန်လည်းတူပါလားကျွန်တော်ရစိတ်ဝင်စားနေတာအရင်ကယေရှုဆိုတာရောက်တော့စဉ်းစားတော့စိတ်ဝင်စားလေးယောက်ကြတော့မနေနိုင်တော့တယ်ဟာဒီချမ်းကဘယ်လိုလဲတော့ဘွားမှာဒီလိုညီတက်တဲ့အိမ်လေခါလေးတက်နေချုံဘူးပါတကယ်ညီတက်တာတကယ်ကျွန်တော်ဘွားကြီးတာဆိုဆဲတာဆိုတာဟိုတက်တယ်လားဗမာကြားတဲ့ဆိုဟိုစကားအရင်မပြောသေးဆဲတာအရင်လားလေတက်တယ်ဗမာလေးတဲ့တက်တယ်စကားမိုင်းပဲဒီကကြီးနေနေမှာစကားတကယ်ကြီးတွေတွေ့ဟိုကောင်းပြောတာအရင်ဟိုဆဲတာအရင်မိတ်ဆက်တာအဲ့လိုပြောပြီးမှလူရအောင်ပြောတာကျွန်တော်အဲ့လိုထဲမှာကြီးတာတကယ်ဗမာတကယ်ချင်းဗမာဖြစ်တယ်ချင်းတော်ကိုချင်းလို့တော့မထင်တော့အဲ့လိုဆိုတော့ကျွန်တော်ကဒေါ်နေနဲ့အဲ့လိုနေတဲ့ခါမှာကျွန်တော်အဲ့မှာစိတ်ဝင်စားတယ်ယေရှု
ဒီကတစ်ဆက်လေးတော့မှရောင်တော့စိတ်ဝင်စားတဲ့လူကသူရဲ့ပုံသက်တွေကြည့်ပြီးတော့ဘုံတော့ထူးဆန်းနေတော့ဒီခရစ်ဘလူးခရစ်တန်လေးဆိုတော့ရမ်းထိချင်တာနောက်ဆုံး9ရက်ရောက်ကြကျွန်တော်နေနေတော့လက်နဲ့ချလိုက်တယ်ကျွန်တော်ရဲ့မှန်ဒီကျိုးသွားတော့ယေရှုကြောင့်ပြောပြပါလားနေတကယ်လားနေနားထောင်ပါလားဟုတ်ကဲ့ကျွန်တော်ကအေးဘိုးလေးပြောရတာဟောနားထောင်တယ်မရတော့နေနေဟိုဒီမှာအရင်သိချင်ဟုတ်သူယေရှုကဘယ်လိုယေရှုလဲငါမိဘယေရှုကဘယ်လိုယေရှုလဲဘာကွာလဲပေါ့ကျွန်တော်ရစိတ်ဝင်စားလာတယ်လားဟိုသူကပြောပြလို့လေပြောပြမယ်လို့လေတစ်ခေါက်တော့ရအောင်တော့မပြောကျွန်တော်ပုံသက်တွေကြည့်ပြီးတော့ယေရှုရမ်းသိချင်တာအမေကတွေ့တဲ့ယေရှုလည်းတော့သူယေရှုလည်းတော့မတူဘူးတဲ့ပေါ့ကျွန်တော်အရင်စိတ်ဝင်စားတာအဲ့ဒီကမှနောက်ဆုံးကြတော့ဖန်ဆင်းခြင်းကနေနောက်ဆုံးပြစ်ထဲမှာကြာဆုံးနောက်ပြီးတော့ကားနိုင်ကြောင်းရှင်းပြတဲ့အခါမှာကျွန်တော်ကနေတစ်ချိန်ကပထွေးကိုအဖေကိုပထွေးထင်းငါတို့ကောင်းမိုက်လိုက်တာအဲ့ဒါကျွန်တော်ပွင့်သွားစစ်မှန်တဲ့အသက်ရှင်တဲ့ဘုရားတကယ်တော့ငါအမုန်းဆုံးဘုရားကြီးဖြစ်နေပါလားဆိုတော့ဝမ်းလဲသာဝမ်းလဲနေဟာအဲ့ဒီချိန်မှာလူကတပြားမှလည်းရှိလို့မဟုတ်ဘူးတပြားမှလည်းမရှိတော့ပစိုးတစ်ထည်မရှိတော့ခေါင်းပစိုးတစ်ထည်မရှိတော့အကုန်ပြောက်အဲ့လိုဘဝမှာကျွန်တော်ဘာဖြစ်လဲကျွန်တော်ဘဝမှာတစ်ခါမှမခံစားဘူးတဲ့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းတစ်ခါမှမခံစားဘူးတဲ့တရားသခင်ရဲ့တကူတော့အဲ့မှာကျွန်တော်ထဲမှာခံစားရတာမှာလူတွေကတော့ပြောတယ်ဗျာတဲ့လားဗာလဲမင်္ဂလာညမှာတစ်ခါပြောတယ်ဟဲ့လားလူတွေကပြောတာအပြောကြီးတာဟဲ့လားဗာလဲဟိုမင်္ဂလာညမှာတစ်ခါပြောတယ်တဲ့ပြီးဗာလဲဖောင်းလာထွက်တဲ့အခါမှာတစ်ခါပြောတယ်ပြီးနောက်တစ်ခါဗာလဲဟိုဖြီးပေါက်တဲ့အခါမှာတစ်ခါပြောတယ်ကျွန်တော်ကအဲ့ဒီတော့ခုကြော်တော့ဟာတဲ့လောက်ကောင်းတဲ့ဖေကငါအခုမှတွေ့ရသလားမလီငိုလဲငိုပြောတယ်ပြောတကယ်အဲ့ဒီဖျားရဲ့ကျွန်တော်ထင်တယ်ဗျအဲ့ဒီဝမ်းမြောက်ခြင်းကမြေကြီးပေါ်မှာရှိဖျားခင်ရဲ့နိုင်ငံတော်မှာရှိတဲ့ဝမ်းမြောက်ခြင်းဖြစ်နေတာဟာလေလုယာဟာလေလုယာဟာအဲ့ဒီခါမှာကျွန်တော်ပထမအဆုံးခံစားချက်ကဘာလဲသိလားဟာငါတို့မြန်မာပြည်လွဲမတဲ့ပူပွေမှုတွေနဲ့လွဲမနေပါလားဟာလူနဲ့လောက်တဲ့ဖျားကြီးပူပွေတာပါလားဟာဒါကြီးကဒီခါရကြီးပဲဟာဒါဒီလူတွေကိုဘယ်လိုပြောမလဲဟာကျွန်တော်တကယ်ချင်းကျွန်တော်မိဘတွေကိုဘယ်လိုပြောမလဲဟာဒီဖျားရဲ့ကောင်းတဲ့ကြောင့်ဘယ်လိုပြောပြနိုင်မလဲဟာကျွန်တော်လည်းမပြောတော့ဘူးကိုရောဟာမြန်ပြောပြပါကိုရောဒီလူတွေကိုပြောပြပါဟာဒီလူတွေကိုကျွန်တော်ထဲမှာအဲ့ဒီဝတ္တာစိတ်ကြီးဖြစ်လာနောက်ဆုံးကျွန်တော်မနေနိုင်တော့ကလေးမျိုးကနေမုံရွာဆင်းလာပေါ့နော်နှစ်ထပ်တင်ပေါ်ပြန်စီးတာပေါ့စီးတဲ့အခါမှာအဲ့ဒါတော့လူသိဖြစ်သွားတယ်ပေါ့နော်နီကောမာဆက်ခွန်လူမီဒီကခရစ်တော်ရဲ့ရှင်အသက်ပြုမြင်တော်တတ်တော်ဖြစ်တယ်တဲ့ဟောင်းသောအရာတို့ဒီပြောင်းလဲခတ်သိမ်းသောအရာတို့ဒီအသက်ဖြစ်ကြပြီဆိုတဲ့အတိုင်းကျွန်တော်ကျမ်းစာအုပ်တော့အစဆုံးမထပ်ဘူးတကယ်တော့ဖြစ်တင်တယ်လည်းမတက်ဘူးအော်နှစ်ထပ်တင်ပေါ်မှာဖြစ်ချင်တော့ဖုန်းကြီးနားမှာကျွန်တော်သွားနံပါတ်ကြဟာမာလည်းတောက်လောင်နေတာနဲ့အင်္ဂလိပ်တော်ဆယ်နိုင်တော့ဘုန်းကြီးတရားတွေဟောတာဒီကလူတွေကလည်းဟာဒီဘုန်းကြီးပြန်ဟောနေပါလူတွေလည်းရက်ဆုံးစားဒီခြာတိတ်ကပါတဲ့ဘုန်းကြီးပြန်ဟောနေပါလားဆိုတော့လူတွေကထလင်းဆိုင်ရာလူတွေရောဝန်ထမ်းတွေရောကျွန်တော်တော်စိတ်ဝင်စားကျွန်တော်လည်းကိုတိတလောက်တက်တော့ပဲဟောတာဒါနဲ့ဟိုဖခင်ရဲ့ဝိညာဉ်တော်ကပါတော့လေလူတွေကလည်းအယောင်စိတ်ဝင်စားဘယ်လောက်ဒီစိတ်ဝင်စားဆိုနှစ်ထပ်သိမ်းပေါ်ရဲ့အဲ့ဒီကိုထင်အလေကောင်မှာကာရတဲ့တန်စကိုင်းဟိုးဘက်မှာရဲတဲ့ကလေးမျိုးထောင်ကနေမုံရွာထောင်ပို့ရဲဘက်ကတန်ချီချင်းနေလိုက်ဖယ်နေဆောက်ရဲဘက်ရောက်20ကျော်လောက်ရှိကျွန်တော်တရားလဲဟောပြီးတော့အာမင်ဆိုကြည့်လိုက်တော့ဟိုရဲဘက်အဲ့ဒီဆရာကြီးစုတယ်တော့ဟုတ်ကဲ့ကျွန်တော်ဆရာကိုပါဘူးဆရာလို့ဆရာကျွန်တော်လည်းရောင်ပြီးတော့နာမည်ဘယ်လိုခေါ်လဲဆိုတော့ကျွန်တော်မေးလိုက်တော့ယောဟန်ဟာဘာပြောဖွင့်နေလဲကျွန်တော်နာမည်ဘယ်လိုခေါ်လဲဆိုယာကုပ်ဟာကျွန်တော်လည်းကျစားရတာပဲဘာလို့လဲဆိုသင်စီတိုင်းဟာကျွန်တော်စင်လို့စေရောတော့စင်တော့တော့စေဟိုပေပီလို့ဟိုပါလေဟိုအာဗြဟံတို့ပါတော့ပေါ့နော်ကျွန်တော်စက်ပြီးတော့မစေရောဒီလောက်နဲ့ရက်ထားတာဟုတ်ကဲ့ဒီလိုပဲလက်ပဲပြတော့အဲ့လိုမျိုးအဲ့ကနေစပြီးကျွန်တော်ဒီနေ့ထိပဲလမ်းမေးသံတော်စားပြီးတော့ဟောတယ်
Shabby Yoga, Mura Samba, Lambi Rama, Bear Urama, Lambi Rama Home, or Laprosy, or Piria, Shway, Yonga, they not to your Passover or Lambi platform account. Atalama, Taranza Shima, Camelin with High, Yanachin, they are horror. Duria platform here, to Duria to know Jesus, become part of Taranza, 10,000 pounds. Yogi Duria, Jonah, like you. See, I don't like you. As you know, you respond to them like you. Because you're not the wrong side, you'll be caught. So, I don't see kind of a door ship. Jesus, no, the Pia Jesus, or Jonah Muro Zamfra. Young since I get out, no, the Pia Jesus, the Niana Yavare, no, the only letter I gave him on the Hoya Jesus, no, to get. Secondary Magate, Holy Hema, or Libido to get Soya Hema, not the Piachi or Java, Pipa Male, Siguma, Manosia, the Letuare, Tatra Pramado, Pipa Kizim, Tatanabi Kizima, Siaru Pipa, no, any Male, Coffee Chickana, no, to know about you, Aloe, Piachi, no, you, Nangas or Young, since I have, no, to Manyo Mayeva, who looked not Chinga, no, Aloe. Together, Pia, movie theory, no, I don't let General Tolu, Pia, winning over Yami Sunki, Pia attack Yami. Hallelujah. Any attack, telling her low for Hallelujah. Tajo, Pia, they are Luari. Pia, they are, no, Yamaskaboshi. The king only, Tamatona, Teddy. Hallelujah. No, don't jump to Tole, the king only, Hallelujah. No, pretty. I think I pretty. Pia winning word. Pia winning or Pia don't know. Hallelujah. No, a chili to no one. Yeah, a chili go, chili for my own promise, chili out of your bomb. Did a poor, no piano to my house. No, I'm a general testament. See why I look, 9 look. Hala, Sibu Veterana, Tamanai, when you look, Comuni Mabello, Adiga, I don't know, Pia winning, Pia, they are. Hallelujah. No, Pia, winning, they are never Hallelujah. No, that's all. Giao, no, Elia, Gia, Julie. Ah, General Pino, Julie. Pia, Giao, Hallelujah. Genoa, Pia, Julia, and who? No, and then I say, Hallelujah. Laza machine, top and you suppose a machine, but you are the Russia, broke came out, clear and lay up for it to not be like any now, to not in Matala, but you need a cause of Senate or women. Hallelujah. Did you know? They are going to keep doing it. To not tell up the middle of it. Good nation. Now I ready. Look how I mean. To not lie down about Hallelujah. Melu lemia, now married. But no man lawyers, now married. I Pama total Muros on the Kunita, but English you eat out of it. By nature of the bed. Janamati. So, Blue Loa, Blue Toa, Janam. Tilo. Takunoma, you know what to do. No, India, Chia and Julia. No, let dream Hallelujah. Don't you got it? Muros on you. How you did it? Chia, Toya, oh my head, no charm. But you already arm a period. Come here, you love me, love or my zini, come on, get hard all over. Come here, oh, Paka, come here, chocolate. Ah, arm a period, you know, do I love you? I'll be like, no, see you choke power. Ilima, Hoya, see, hallelujah. See, Lawai, hallelujah. I'm in a share one. Hallelujah. Hoya, hallelujah. Shashinama, hallelujah. Now, I think Pia winning, I want to do it. Hallelujah. To know that I'll pay the dinner, Shima, hallelujah. No. So, Pia, Laga, to know, John. No, Pia winning. General the power. But general go away the power no you. How supernaturally the power no. Hallelujah. No. And the power no the power no Hallelujah. Oh, the power
English holiday, Tony, you know, died the jail. Oh, you know what? All of Shindy to the Gamma Pop, you like to go to the big one. Hallelujah. You know, washing push up wall. The Gamma to washing like to know what is the set. Hallelujah. Oh, hallelujah. Hallelujah. No, we are big young. No, just young. Hallelujah. Oh, but China do the China. Hallelujah. Come along and come on and go up. Here we are. Oh, to know, party in I see. Oh, I do it. China. Hallelujah. Oh, you know what China? Who's a little sing. Chile don't such a hallelujah. What sex net your amor, no? You can't do about one of the people. What do you ah, generally, who created that? You know, I mean, a set of shield. You know, now Diana, who is she? I don't know. The Lord called here, Kuma, do you have a lot? I don't know why. Hallelujah. Hallelujah. David, no, no, Erotic, did critical, yeah, no, General Hammer, no, the Bawan, Chiname, no, here, Sicilame, no, by the way, see when she secret Shia. Hallelujah. No, Erotic, they know what they were usually home, because you usually home, they will bring up the name and time, Pia, one of Pia, getting you. Hallelujah. No, so did he up each marine, did he fly and win? No, the Zikaching, if it is a tone. To English, Yao Amalia, the national win of the Zikat. Hallelujah. The Zikat. No. Piata teaching. Tomorrow, Piata teaching 189 years old. He can. Tomorrow, the national win of the Zikat. Hallelujah. I don't know how she come up. Crypto, you win me. I don't know. Crypto, never sound. No? Did it any winning? Yamuba, Piata teachings of the Zikachi. But you wrote them on member sin, no Badawi, County Korean, Sanity Korean, the Chota Roshi, to me, getting Jim Korea, the Lulu, and the shadow of your name, and hallelujah, 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 days of the like day. No, to know we had now, Palaja or Naga win Bubayo. Ha, never, you don't know, oh, I don't know. Your job, then I will come. I do not want to be whole, never Pumila, Lula, oh, who to go away, no, GFF, my Lord, like no, hallelujah, ah, to what the game, your child, like ah, the game, anyone, nothing will Pumila, ah, Macawa, man, nothing will Pumila, no, Tunya getting you, Kuamia, little bunny, shut, no, a type of Shannon, like hallelujah. No. Oh, she got my own man will come out. Oh, sensible. Hallelujah. Hallelujah. You need to know him a cripple with father. Christmas, cripple got on midnight, Christmas, we watch in Zimbabwe. The game to know in the long time, a cripple again, waiting. Hallelujah. Cripple got the game waiting. Hallelujah. They go on, they in their payment, they meet 1,000 him, and over the Chinama. But you would pull all you would sit up in Hallelujah. No? And you get out to be a sensible. No? I think winning or a pound John Lona. No? She was a man woman, you seen it. No? And carry out, losing and longer. No? Don't go when you come and a young is in the hallelujah. No? Saladia. Yeah, no? There's a general religion of Babylon. Religion. No sensible, piano con a siba. No, tu non sei come si seba. No, a cena shiro, a cena in the down. A cena di preatore, open the media di Chili. No, Chili. No, near women is about women, yet they make me a movie. Hallelujah. Or did it? The show what you are me, what you are tomorrow. Hallelujah. Not to know it. Tenoma, no, did Winniama, not a little balloon, Gogo sensible, not the gay Gogo piano sensitivity, no. I come up here, no, no, go yet, Yoda, go yet, San Depo, no Piaba, Yoda, Pity, so Abijin, hallelujah. So I need to know that I have a pity there, you got pity there, pity, about one of the pity,
နော်ဒါကြောင့်ဒီမှာရှိတဲ့တင်းတော်လေးရှိတဲ့တော့ရှိမှာပါဖြစ်တဲ့တော့ဖြစ်မှာပါဒါပေမဲ့ဒီထက်မကဘူးနော်ဘုရားကအလုပ်လုပ်ချင်တယ်ဆိုတော့ကျွန်တော်နားလေဒီတင်းတော်နော်ဆိုတော့တကယ်ပဲရန်ကုန်မြို့ရဲ့အကောင်လူနေရာပေါ့နော်ဒီလိုတင်းတော်ကြီးနဲ့ခိုင်မာနဲ့နော်ကျွန်တော်တို့ကဘာသာရေးနော်စနေတပတ်တရားဟောချက်နားတော့စီဝေးလေးတစ်ခုမှတရားနာပြီးပြန်သွားအစောင်းနေနဲ့လုံးဝအချိန်ကုန်မဟုတ်ဘူးကျွန်တော်တို့လောကမှာအသက်ရှင်ဖို့ဆိုတာကဘုရားအတွက်အသက်ရှင်ဖို့ဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကဘုရားအတွက်အသက်ရှင်ဖို့ထမင်းစားနေတာထမင်းစားဖို့အသက်ရှင်နေတာမဖြစ်စေနဲ့ဟာလေလုယာနော်ကျွန်တော်ထမင်းစားနေကျွန်တော်အသက်ရှင်နေတာဘယ်သူအတွက်ဘုရားအတွက်ဖြစ်တယ်ဒါကြောင့်ခရစ်တော်ကယူဒရှကာလေးကိုပြောတယ်သင်ဟာမမွေးတာတာရင်ကောင်းတယ်နော်ဘာကြောင့်လဲနော်ခရစ်တော်ဒါကြောင့်ဒီနေ့ကျွန်တော်ယုံကြည်သူတွေလည်းနော်ဒီနေ့ခရစ်တော်အတွက်သင်ဟာအသက်ရှင်မှုဘုရားအတွက်အသက်ရှင်မှုဆိုရင်တော့သင်ဟာမမွေးတာဖြစ်ကောင်းပါလေဘုရားဘုန်းကြီးရှားမှုဆိုရင်တော့သင်ဟာမမွေးတာကောင်းပါလေနော်ဒီနေ့ကိုဆန်းစစ်ပါပညာရဆန်းစစ်ပါနော်ကျွန်တော်ဘယ်သူကြောင့်မှမသိပါဘူးဘယ်သူမှမရည်ရွယ်ပါဘူးနော်ကျွန်တော်မိတ္တန်ကိုပြောပြတာပါဒီနေ့ချစ်လို့ပြောပြတာဖြစ်တယ်ဆိုတော့ဒီနေ့ဘုရားရှင်ကအမှုတည်တည်ပြုခြင်းနဲ့ဘုရားဖြစ်တယ်ဟာလေလုယာဒီနေ့မှာဒီတဲ့တော့ဘုရားရှင်ကအမှုတည်တည်နဲ့ပြုမယ်လို့ကျွန်တော်ယုံကြည်တယ်ဟာလေလုယာအဲ့တော့ကျွန်တော်ဆုတောင်းနေတယ်တကယ်လည်းအသက်တာထဲမှာနော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့တကူနဲ့တကယ်ဖူးပေါင်းတကယ်ကယ်တင်ခြင်းနံပါတ်1ကယ်တင်ခြင်းစိတ်ချမ်းတကယ်လည်းမရသေးဘူးအားလုံးတို့လို့ဖြစ်နေတယ်ဒါမှမဟုတ်လည်းပူပေါင်းမှာဟလားအောင်လောက်ကမြအရှုံးနေတဲ့ရင်ဆိုင်နေရတယ်ဒါမှမဟုတ်တာသနာပြုတဲ့အခါမှာကိုယ့်ရဲ့တာသနာဝင်မှာအဖို့တည်းရှိနေတယ်ဆိုရင်လေကျွန်တော်ဆုတောင်းပေးခြင်းနဲ့ရှိရလားနော်ကျွန်တော်ပေးမှာမဟုတ်ပါဘူးဘုရားခင်ကပေးမှာဖြစ်တယ်ဆိုတော့ခဏဆုတောင်းပေးခြင်းနဲ့အသက်တာကြီးစက္ကပ်ခြင်းနဲ့ဆိုရင်ပေါ့နော်တကယ်ကျွန်တော်ခဏဆုတောင်းတောင်းကြည့်ပေးခြင်းပါတယ်လို့ဆိုတော့အဲ့ဒါဆုတောင်းပေးကျွန်တော်ဆုံးသတ်မှာဖြစ်ပါတယ်လို့ခဏလာပေါ့နော်ဆိုတော့ကျောင်းသားလေးပေါ့နော်တကယ်ပဲဖျားရဲ့ဝိညာဉ်တော်ဒုတိယမွေးခြင်းဒီနေ့ပဲနော်ဒုတိယမွေးခြင်းမခံသေးဘူးတကယ်ပဲကိုယ်တက်တာထဲမှာနော်ဟာတာဖြစ်နေတယ်သို့တော်ဖြစ်နေတယ်ရှင်းလင်းမှုမရှိဘူးပေါ့နော်ဆိုရင်ကျွန်တော်တကယ်ဆူတောင်းကောင်းကြီးပေးခြင်းပါတယ်လို့နော်ဆိုတော့လာပါမရှက်စရာမလိုနော်ဆိုတော့အချင်းလေးတစ်ပုံနဲ့ဖြစ်ပေါ့နော်ကျွန်တော်ဘောလောက်နဲ့ခဏနော်ဆိုတော့ဒါကိုယ့်ရဲ့ခွင့်ရဖြစ်ပါတယ်လို့နော်တကယ်ပဲကိုယ့်ရဲ့အသက်တာထဲမှာထိုးပေါက်မှုတွေအောင်မြင်မှုတွေနဲ့တကယ်ပဲဘုရားရဲ့ဝိညာဉ်တော်ရဲ့ပို့ဆောင်ခြင်းလမ်းပြခြင်းတကယ်ပဲနဲ့နေတဲ့အရာတွေပေါ့နော်ဘုရားရဲ့ကောင်းမြတ်ခြင်းတွေတဘာဝလွန်နေတကယ်ခံစားခြင်းနဲ့ဆိုရင်ကျွန်တော်ဆုတောင်းကောင်းပေးခြင်းနဲ့ပြီးပိုင်တဲ့ဘုရားကတော့ယေရှုဘုရားဖြစ်တယ်တန်ရှင်မဝိညာဉ်တော်ဘုရားဖြစ်တယ်ဆိုတော့စက္ကပ်ခြင်းနဲ့ရှိခဲ့ပါနော်ဟာလေလုယာ Oh, hallelujah, hallelujah, hallelujah. Oh, hallelujah, hallelujah. Oh, kau ni dah nama Ruchi, nama orang Ruchi. Hallelujah. Oh, bro, passion orang ni ada sikit. Oh, ada sikit. Ini apa kau? Susah. Hallelujah. Hallelujah. Kalau putih juga